luxury ကြတယ်ကျွန်တော် performance ကောင်းတယ်ပြီး safety ဖြစ်တယ်ဆိုတဲ့ channel တွေကျွန်တော်တို့ဒါကြီးကကားတစ်စီးတို့ဒီကြီးပြီးတော့လိုချင်သွားပြီပေါ့နော်တိုက်ပြတဲ့ဟာတော့တော်တော်လေးဟိုဒါလက်တွေ့ကြကြမြင်ခဲ့ရတကယ်ဟိုနောက်ကနေပြီးတော့ဘုံဆိုကျုံးပြတာပေါ့နော်ဆိုတော့ခါကျကျွန်တော်တို့လည်းအဲ့ဒါဟိုအဲ့လောက်ထိလောက်ပြမယ်လို့မထင်ထားဘူးဆိုတော့နောက်ကနေပြီးတော့ကျွန်တော်တို့84 km/h speed လောက်ရှိတဲ့ဟာနဲ့ဝင်ကျုံးပြလိုက်တဲ့အချိန်မှာကျွန်တော်စီမှာအများဆုံးစိတ်ဝင်ပူကြတာမီးလောင်တာတော့ဘာတော့ပောက်ကွဲတာတော့အဲ့ဒါလုံးဝမဖြစ်ဘူးပြီးအမှကြိုက်သွားတာဟုတ်တယ်အမှကြိုက်သွားတာဆိုနင်းလိုက်ရင်တော့စောင့်မစောင့်ပါဘူးအဲ့မစောင့်မဲနေဘူး4စက္ကန့်နဲ့ရောက်တာပြီးတော့မှမစောင့်မဲနေ4စက္ကန့်နဲ့ရောက်တာပေါ့ဒီစက်ရုံ heavy မှာအစည်းအတွေမြောင်များစွာထုတ်နေတဲ့အချိန်မှာလူကကျွန်တော်လက်နှစ်ဖက်မပြေဘူးဟုတ်တယ်တကယ်ဟို heavy လုပ်နေတဲ့အချိန်မှာလက်နှစ်ဖက်မပြေဘူး robot တွေနဲ့ပဲချနေဆိုတော့ဒါကပထမအောင်ဆုံးမှာလုံးဝ surprise ဖြစ်တဲ့ကိစ္စမျိုးပေါ့နော်ကျွန်တော်ကြားဘူးလေတကယ်နဲ့ factory ကိုခုမှ first time experience ရောက်တဲ့အချိန်မှာမှဒါတကယ်ကိုမျက်မြင်တွေ့ခဲ့တာပေါ့နော်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Geely Auto Media Tour 2026အဖြစ်ကျွန်တော်တို့ရဲ့ media partner တွေနဲ့အတူတူတရုတ်နိုင်ငံကိုသွားပြီးတော့လေ့လာခဲ့ပါတယ်ကျွန်တော်တို့ရဲ့ဒီ media tour မှာဆိုလို့ရှိရင်Geely Zeekr နဲ့အတူတူကျွန်တော်တို့ဒီ Beijing Auto Show ပြီးဆိုလို့ရှိရင် Geely Zeekr test ride ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ Geely ရဲ့ safety center Zeekr ရဲ့ smart factory ကိုတွားရောက်ပြီးတော့လေ့လာခဲ့ပါတယ်အဲ့တော့ဒီလိုတွားရောက်လေ့လာခဲ့တဲ့အတွေ့အကြုံတွေကိုကျွန်တော်တို့ရဲ့ media partner တွေပေါ့သူတို့ရဲ့အမြင်တွေကိုကျွန်တော်မြင်မြန်သွားမှာပဲဖြစ်ပါတယ်ခင်ဗျပထမဆုံးအနေနဲ့ကိုတန်းစင်ပေါ့နော်ကျွန်တော်တို့ဒီ Geely Auto Media Tour 2026မှာကျွန်တော်တို့ဒီ Beijing Auto Show ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ Geely နဲ့ Zeekr test ride ပြီးဆိုရင် Geely ရဲ့ safety center နဲ့ဒီ Zeekr ရဲ့ smart factory တွေပေါ့တော့ရောက်လေ့လာခဲ့တဲ့အပေါ်အခုရဲ့ဒီအမြင်လေးပေါ့နော်ကျွန်တော် Geely ရဲ့ Zeekr ရဲ့ brand ပေါ့အမြင်လေးသိပြစီခင်ဗျဟုတ်လို့မျိုးကျွန်တော်ပထမဆုံးအချိန်ပေါ့နော်ဒါ Beijing Auto Show လည်းပထမဆုံးပါပဲကျွန်တော်ဒီ2026ဆိုတော့brand တွေတော်တော်များများပြတဲ့နေရာမှာ Geely အနေနဲ့တော်တော်များများထုတ်ပြသွားပဲပေါ့နော်ဟောဒီ robot taxi တွေဒီကျွန်တော်တို့ဒီ smart ဟိုပါပေါ့ EVA ဆိုပြီးတော့မှစနစ်တွေပါတယ်ပေါ့အဲ့ဒါကြီးထုတ်ပြသွားတယ် Beijing Auto Show မှာပြီးရင်နောက်တော့ကျွန်တော်တို့ဒီ smart factory တို့ Zeekr smart factory တို့ Geely ရဲ့ကျွန်တော် safety center တွေရောက်တယ်ပေါ့အကုန်လုံးကပထမဆုံးအချိန်ဖြစ်အရင်မိနစ်တုန်းကကျွန်တော်တို့ Shanghai Auto Show တုန်းကဒီ Geely ရဲ့ဘာခေါ်လဲsafety center ပေါ့နော်အဲ့တော့တည်တည်လေးကိုဒါအခု2025ဒီဇင်ဘာမှာစပြီးတော့ safety center နေနေကျွန်တော်တို့ကဂျင်းစံချိန်တွေကလည်းအများကြီး9ခုလောက်ကို record ရထားတယ်တွေ့ရတယ်စမ်းပြတာကြီးလည်းတော်တော်လေးမိုက်တယ်ပြောမယ်ဆိုဒီ Volvo ကနေမှစပြီးတော့မှ safety အတွက်တီးတန့်လုပ်ပေးလာနေမှာကျွန်တော်တို့ကားတွေပေါ့နော်ဘာလို့ပြောရမလဲသူက Geely မှာ safety ကအဓိကပုံစံမျိုးဖြစ်နေအောင်နော်အဲ့တော့ safety center ကနေမှသူတို့ပြလာတဲ့ဘယ်လိုပြောရမလဲကျွန်တော်တို့အဓိကဒီကားတွေစီကားတွေကိုတိုက်ပြတာတွေ crash test တွေဒီကျွန်တော်ဝင်းတာပိုင်းတွေစမ်းပြတာတွေလည်းတွေ့ခဲ့ရတယ်ပေါ့ဒါစက်ရုံကိုကျွန်တော်လေ့လာတော့ပထမဆုံးကြည့်ပေါ့တော်လေးကိုမိုက်ပါတယ်Beijing Auto Show မှာလည်းကျွန်တော်ဒီ Geely ရဲ့ Galaxy ကားတွေကိုထုတ်ပြ Galaxy ဒီ E8 တွေပါထုတ်ပြတယ်ပေါ့နော်ဒီ Galaxy Gen 2ကိုထုတ်ပြတာတွေရှိတယ်robot taxi တွေထုတ်ပြတာတွေရှိတယ် EX5 တွေလည်းပါ EX5 တွေလည်း EV တွေလည်းထုတ်ပြရတယ်ပေါ့အဲ့ဒါဆက်ပြီးတော့ Montet ပြောပါဦးနော်ဒီ Geely brand ကိုဘယ်လိုမြင်လဲဆိုတော့ကျွန်တော် Geely ကတော့ပြောရင်တော့ကျွန်တော်တရုတ် brand ပေါ့နော်တရုတ် brand ဒါပေမဲ့ကျွန်တော်တဖြည်းဖြည်းနဲ့သူ့ရဲ့ဒီနောက်ပိုင်းထွက်လာတဲ့ဟာတွေကိုနည်းနည်းခံစားရတာတော့ဒီတရုတ်ဘယ်လိုပြောမလဲနည်းနည်းဥရောပဆန်တယ်လို့တော့ကျွန်တော်ခံစားရဆိုတော့အရင်ကတော့ Geely ကတော့သူ့ဟာသူအင်ဂျင်ကားတွေနဲ့ထုတ်တယ်တက်တန်းလေးနည်းနည်းတော့ကြာပါပြီတခြားသူ့ပြိုင်ဘက်တွေနဲ့ရှင်ပေါ့နော်ဆိုတော့ဒါပေမဲ့ခုဒီသူ့အောက်မှာလည်း Volvo တို့တကယ်Polestar တို့တကယ် brand တွေပေါ့နော်တကယ် brand တွေရောက်လာတော့သူဒီ Volvo ဆိုတာဥရောပအငွေသက်တွေတဖြည်းဖြည်းခံစားလာတာပေါ့နော် model မြင့်နောက်ပိုင်း2024 4လောက်ထဲကစပြီးဒီဇိုင်းတွေရလို့စံလာပြီးတော့ခုလဲEVA Cap ဆိုပြီး EVA ကတော့သူ့ရဲ့ဒါပြောရင် AI ပေါ့နော် AI သူကျွန်တော်တို့ခုကားတွေမှာပါတာပဲလေဟို voice command တွေ voice command တွေvoice command တွေမှာEVA တဖြည်းဖြည်းကျန်းလာလိမ့်မယ်EVA ဝင်လာလိမ့်မယ်ဝင်လာပြီးတော့ EVA Cap ဆိုလဲသူကဟိုမောင်းကြတော့မလို့တော့ဘူးသူကသူမောင်းမှာဆိုအဲ့ဒါတွေကလည်းနောက်2နှစ်3နှစ်နေတော့လာတော့မှာပါဒါတော့ခု Beijing Auto Show မှာပြသွားတယ်ပေါ့နော်အဲ့ဒီလိုမျိုးပေါ့ပြီးတော့သူဒါZeekr ဆိုရှိသေးတယ်လေZeekr ကသူရဲ့တကယ်
performance ပေါ့နော် performance premium performance အဲ့ကောင်ဆိုလဲဒီကောင်ကပြောရင်တော့သူကားတိုင်းက performance ကောင်းတယ်သူကသူ performance UU SUV ပုံ luxury SUV ဒါပေမဲ့အကုန်လုံး performance ကိုလည်းတော်တော်ဦးစားပေးတယ် safety ကတော့တည်မလား Volvo ကြီးတစ်ခုလုံးရဲ့ဟိုနီးပညာတွေကပါပြီးတော့ Volvo မှာလှုပ်တဲ့လူတွေပဲဒီဘက် Galaxy ဘက်မှာလည်းလှုပ်တယ်အကုန်လုံးကချိတ်ထားပါတော့ Lincoln Go တို့အကုန်လုံးချိတ်ထားတော့ဆို safety ဘိုင်းကတော့ဒါတော့ဟိုပြောစရာမလိုတော့ပါဘူးเนาะကျွန်တော်တကယ်ပို့ပြီးတော့ကျွန်တော်ကြိုက်တာတော့ performance ဘက်ကိုအကုန်လုံးကသွားနေပါတော့ဆိုတော့ Lincoln Go ကတော့သူကျွန်တော်တို့ဒီ Geely Global Night မှာလည်းပြောရပါတယ်သူရဲ့ brand နဲ့သူရည်ရွယ်ချက်တစ်ခုစီရှိတယ်Lincoln Go ကနည်းနည်းလူငယ်ဖြစ်တယ်ပြီးတော့နည်း sport ပုံစံနဲ့ဆန်တယ်ပေါ့နော်ဆိုတော့ Geely ကိုလည်းစီးကျင်တယ်နည်းနည်းဟိုလာဖြစ်ရင်အဲ့လိုမျိုးပေါ့နော်ဆိုတော့ Geely ကတော့သူကငြိမ်တယ်AC ပဲပေါ့နော် AC ပဲအဲ့လိုမျိုး performance စီးရင် Zika စီးဖြတ်မိကြီးတော့Geely နဲ့ Zika နဲ့ကျွန်တော်လင့်ကိုတယ်ပေါ့ဘယ်ကားတွေဘယ်လိုအကြိုက်ဆုံးလဲပြောကြည့်Geely ထဲမှာရှိတယ်ကျွန်တော်ဒီ Zika ထဲမှာရှိတယ်ဘယ်ကားတွေထဲမှာအခုအနေနဲ့ဘယ်ကားကိုပို့ပြီးတော့ကဲကိုအခု Geely မှာပြောရမယ်ဆိုရင်တော့Geely မှာပြောမယ်ဆိုရင်တော့အခုတော့ပြောရင်တော့EV ပြော EV လည်းရှိသလိုတော့ PHEV အင်ဂျင်ကြီးပဲမရှိတော့အခုဒီ model အသစ်တွေမှာအင်ဂျင်ကြီးပဲကိုမလာဘူးတော့ဆိုGeely ကတော့သူပြော fuel efficient ဖြစ်တယ်ဘလောက်အားသွင်းတာနဲ့ဘလောက်ဝေးရောက်တယ်အဲ့ဒါတွေကိုပဲသူကဦးစားပေးတယ် performance ကိုက Lincoln ကိုတို့ဟိုအဲ့ Zika တို့ကပို့ပြီးတော့ကျန်းတယ်ဆိုတော့အဲ့ performance ဘက်ကိုတွားခြင်းနေဆိုရင်တော့အဲ့ကဲ Zika ပေါ့နော် Zika ကြိုက်တဲ့ကားကိုပဲဒီမှာအခုဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တွေ့ခဲ့ပါတယ်မောင်တန်မှာ auto show မှာတော့အရင်ကြိုက်တဲ့ကားစီးပြီးခဲ့အတီးအဲ့ဒါ concept ပေါ့တကယ်တော့ထွက်မှာပြီပေါ့ concept ဆိုဟိုတကယ်ထွက်လာရင်တော့လေ home ဟုတ်ကြည့်ရတယ်နော်ထွက်လာကျွန်တော်တခြား brand တွေမှာ sport ကားတွေထုတ်ပြရတဲ့မှာလည်းလာတာတော်တော်လေးလာတယ်နော်ဟုတ်တယ်တန်းပြီး shine ဆိုတာမသိဘူးလားဟုတ်တယ်အဲ့ကောင် mic တွေပေါ့နော်ဆိုတော့အဲ့ specs တွေအောင်မှာဆို3စက္ကန့်လောက်တည်းအဲ့ဒါတွေကလည်းတကယ်ထွက်လာမှာပဲ home ဟုတ်ကြည့်ရမှာကိုတီချုံးလဲနည်းနည်းကိုရဲ့အမြင်လေးကိုပြောပြပေးပါဦးBeijing Auto Show ကတော့ကျွန်တော်တို့ကဒါပထမဆုံးပဲအကုန်လုံးလည်းပထမဆုံးပဲမဟုတ်ကျွန်တော်တခြားပုံမှန်ဆိုလို့ရှိရင်တခြား motor show တွေသွားဖို့ရှိတယ်ပေါ့နော်အများသောအားဖြင့်ကတော့ကျွန်တော် Bangkok Motor Show အများသောအားဖြင့်သွားတယ်ဟိုတလောမှတက်ပြီးတော့ Singapore Motor Show သွားရပေါ့နော်အဲ့ဒီအချိန်မှာဒီ Beijing Motor Show ရောက်တဲ့အခါမှာဒီကောင်ကတော်တော်လေးကိုဘယ်လိုပြောရမလဲချား motor show တွေမှာဘာမှဆိုင်ဘာအကြီးဆုံးဖြစ်သွားပြီအကြီးဆုံးဖြစ်သွားတဲ့အပြင်ကိုသူကဒီခောက်ပွဲမှာဆိုလို့ရှိရင် Geely ရောZika ရောနှစ်ခုလုံးကသူ့ရဲ့ prototype တွေအပြင်ကိုမှသူ launching ဟာတွေရှိတယ်ကိုရဲ့ကျွန်တော်တို့ Geely ဆိုလို့ရှိရင်လည်းကျွန်တော် Robo Taxi ပေါ့နော် Robo Taxi ဆိုလို့ရှိရင်လည်း လောလောဆယ်မှာကျွန်တော်သူ announcement လုပ်တဲ့အချိန်မှာကျွန်တော်ကြည့်ရတာကတော့သူက test run နေပြီ test run ကိုသူမျိုးတစ်မျိုးမှာ test run နေဆိုပြီးတော့ဟိုသူ announcement လုပ်တယ်ပေါ့နော်သူ hand to တော့ပါမယ်ထင်တယ်ကျွန်တော်ဟိုတရုတ်မျိုးနာမည်တခြားမသိဘူးသူညညာအချိန်မှာနှစ်ခုတွေ့လိုက်တယ်ပေါ့နော်အဲ့တော့အဲ့ test run နေပြီဒီနှစ်မျိုးမှာ test run နေပြီဆိုတော့ဒါကဟိုဘယ်လိုပြောလဲ impressive ဖြစ်လာတယ်သိမကြခင်မှာနီးစပ်လာပြီပေါ့နော် prototype အဆင့်တည်းမဟုတ်တော့ဘဲနဲ့နီးစပ်လာပြီဆိုတော့အနေထားလေးမှာရှိတယ်ပေါ့နော်အဲ့တော့ဒီကောင်ကဒီ Geely Robo Cab ပေါ့နော်ဟိုဘက် Zika မှာဆိုလို့ရှိရင်ကကျတော့ဥမာကျွန်တော်ဘာတွေ့ရလဲဆိုတော့009ကျွန်တော်တို့009ကတော့ကျွန်တော်တို့ကိုလုံးနဲ့ရင်းနှီးပြီးသားပဲရင်းနှီးပြီးသား model ဟိုမှာအဲ့ဒါကိုမှဘာတက်ထွက်လာလဲဆိုတော့ကျွန်တော် Ultra ရဲ့ Ultra Plus ကဆိုပြီးတော့နှစ်မျိုးခွဲသွားရဲပေါ့နော်အဲ့တော့ Ultra ရော Ultra Plus ကဘာပြောင်းသွားဆိုတော့ဒီကားကကျွန်တော်လည်းအစဟိုကိုသားကျွန်တော်မေးရသေးတယ်ဘာကြီးပြောင်းသွားလဲဆိုတော့နည်းနည်းလေး light ကြည့်ရသေးတယ်ပေါ့နော်သူ announcement လုပ်တဲ့အချိန်မှာဒီကသူတို့အဲ့မှာတခြား function feature ထပ်ကိုbattery technology မှာသူကအများကြီးအားတာသွားရဲပေါ့နော် Ultra က800ပို့ပြင်မဲ့ Ultra Plus မှာက940ပြတ်သွားတယ်အဲ့တော့ရမ်းမြန်သွားတယ်10 to 18ကိုကျွန်တော်ချင်း7 minute နဲ့ဘတ်ဆိုပြီးတော့သွားတယ်ဆိုတော့ခီးသွား7 minute ပဲcoffee တစ်ခွက်တောက်လိုက်ပြီးတော့အဲ့တော့အဲ့ကောင်ခွေကလေးမြန်မာနိုင်ငံလာမှာဆိုလို့ရှိရင်တော့မစိုးဘူးလို့ပေါ့နော်အဲ့စိတ်ကူးတာပေါ့ပြီးတော့ဟိုဘက်ကျွန်တော် Geely ဘက်မှာဆိုလို့ရှိရင်ခုသူကကျွန်တော် Moran နဲ့မမေ့ဘူးအဲ့ prototype နောက်တစ်စီးပြစီးရင် heavy ပဲလက်ချက်ပါကျွန်တော် Geely နဲ့ပတ်သက်ပြီးတော့လေကျွန်တော်တကယ်ချင်းနေကြမှာအမြဲတမ်းပြောနေကြတဲ့ခွန်းရှိတယ်ပေါ့နော်ခုနောက်ပိုင်း Geely ကားတွေမြန်မာများတော့ Geely ကားကတရုတ်ကားနဲ့တရုတ်မှာထုတ်ပြီးတော့တရုတ်ကားဆိုလို့တကယ်တမ်းက Europe technology နဲ့ Europe ကားကိုတရုတ်ဆွတ်ထားသလိုဆိုတဲ့သဘောကိုကျွန်တော်တကယ်ချင်းကြမှာအများနဲ့ပြောပြတယ်ပေါ့နော်ဒါကလည်းသူကဒီအပြင် design အပြင်ကိုအတွင်းဒီ function feature တွေအပြင်ကို performance အပိုင်းတွေမှာပါတော်တော်လေးဟို Europe ဆန်လာတယ်ဆိုတဲ့သဘောကိုတက်ရောက်တယ်ပေါ့နော်ဒါကလည်းခုနကကိုတန်ပြောလို့ပေါ့နော်ဒီကဲ Volvo ဝင်လာတာဟောဒီကချာနီပညာတွေပေါင်းဆက်လာလဲအချောင်းလဲဖြစ်မယ်လို့တော့ထင်တယ်အဲ့တော့နောက်ပိုင်း Geely ကားတွေကလည်းတော်တော်လေးမိုက်တယ်Geely နဲ့ Zika နဲ့တခုရှင်းမယ်ဆိုလို့ရှိရင်တော့
ဟို तू ကဘယ်လိုပြောမလဲဟို audience ခွဲသွားမှာဆိုတဲ့အနေထားလေးမှာတော့ရှိတယ် ဒါပေါ့ကို စီကာ ဘတ်ကြိုက်တဲ့လူကတော့ဒီလေးရောဟိုကျွန်တော် premium ဘတ်သွားခြင်းတွေတော့စီကာ စီကာတော့ဒါခုကျွန်တော်တို့ဒီဘာကြက်လက်အများကြီးမသုံးချင်ဘူးကားလည်းနည်းနည်းလေးကောင်းလာလေးသုံးချင်တယ်ဆိုလို့ရှိရင်ဒါတေချာဇီးလီကိုရွေးပြလိုက်မယ်တကယ်မဟုတ် performance ကောင်းတဲ့ premium ဖြစ်တဲ့ဟာမျိုးကိုသုံးမယ်ဆိုလို့ရှိရင်တော့စီကာကိုဖြစ်လာတယ်အဲ့တော့ဟိုဒီဇီးလီရောစီကာကသူ့အားနဲ့ချက်အားတာချက်အကုန်လုံးမျှနေပြီးတော့ဒီက audience ကပဲသူ့အကြိုက်သူခွဲသွားမယ်လို့ကျွန်တော်ထင်တယ် ဟုတ်ကဲ့ကိုအောင်သုံးသပ်ပေးပါအောင် ဟုတ်ဆိုတော့ကျွန်တော်ကလည်းဒါဘေဂျင်းမော်တာရှိုးကျွန်တော်တို့ဒါပထမဆုံးအကြိမ်ပေါ့နော်ဆိုတော့ပထမဆုံးကျွန်တော် first night ကစပြီးတော့ပြောချင်တာပေါ့နော် media night ကစပြီးပြောချင်တာအဲ့မှာသူတို့ရဲ့ဒီရောင်းအားတွေကြီးညာခဲ့တယ်အဲ့မှာဆိုလည်းဒီ2026 first quarter မှာရင်သူတို့က1 million နီးပါးရှိပြီဒီစီကGeely Group ကနေရောင်းထားတာသူတို့က2030မှာသူတို့က 6.5 million အထိကိုသူတို့ကဒီ target ထားရေးမှန်းထားတယ်ပေါ့နော်ဆိုတော့နောက်ပြီးတော့ကျွန်တော်အတွက်ကတော့ကျွန်တော်လည်း media background လာဆိုတော့ဒီမှာရှိတဲ့ဒီတခြားနိုင်ငံပေါင်း30က media သမားတွေသူတို့ရဲ့အမြင်တွေကျွန်တော်လေ့လာခွင့်ရတယ် test ride နေ့မှာဆိုလည်းကျွန်တော်လိုက်ပြီးတော့ interview ထားတာလေးတွေသိရတယ်ပေါ့နော်ဆိုတော့ကိုယ်နိုင်ငံတစ်ခုတည်းမှလည်းမဟုတ်ဘူးဒီစီကာကသူများနိုင်ငံမှာလည်းဒါ brand ဟိုပေါက်နေတဲ့ brand ဒီသူတို့နိုင်ငံကဒီလူလူရဲ့ဒီ acceptable rate ကိုလည်းကောင်းကောင်းလေးရထားပါတော့ဆိုတော့ဘေဂျင်းမော်တာရှိုးနေ့မှာဗာတွေ့ရလဲဆိုတော့ကျွန်တော်တို့က booth က၄ခုပေါ့နော်ပထမဆုံး Geely booth ရှိမယ်ပြီးသွားလို့ရှိရင်ကျွန်တော် Lincoln ကိုဇီကာပြီးတော့ Lincoln ကိုပြီးတော့မှ Geely Classic Park ဆိုပြီးတော့လုပ်ထားတာဆိုတော့ကျွန်တော်မော်တာရှိုးပထမဆုံးရောက်ခုတဲ့အတွေ့အကြုံရပြောမှဆိုတော့တော်တော်လေးကိုမိုက်တယ်အကုန်လုံးပေါ့နော် systematic ကြတယ်ထိုင်ဖို့စောင့်မှုစောင့်တဲ့နေရာတွေအစာချခြင်းလေးတွေပေးထားတာအစာအကုန်လုံးပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်ဒီ robot taxi ကိုဆောနာပြောသွား robot taxi လည်းမိုက်တယ်နောက်ပြီးတော့ဒီ900 volt technology တွေသူတို့ကျညာသွားတယ်နောက်ပြီးတော့ဆောနာပြောတယ်ကျွန်တော်009ဆိုလို့ရှိရင်သူ range က900ဝန်းကျင်လောက်ထိကိုရသွားတာပေါ့ Ultra Plus တော့ဆိုရင်ဒါ900 range တွေ900ဝန်းကျင်လောက်ရသွားတယ်အဲ့ကျွန်တော်အမြင်ပြောရရင်တော့ Geely ကကျတော့သူကဂျားပုံစံမျိုးပေါ့နော်ဒီ performance score ဒီ design ပိုင်းမှာ budget friendly ဖြစ်တဲ့ဟာကိုသွားပြီးတော့ Zika ကကျွန်တော်ကသူကဟို luxury ဘက်ကိုပို့သွားတယ်လို့ကျွန်တော်တော့ခံစားရတယ်ဆိုတော့ Lincoln ကိုကတော့ sport type ပုံစံလေးပေါ့နော်ဆိုတော့အဲ့မှာလေးလာတဲ့လောက်ကတော့ကျွန်တော်တို့ကတော့တော်တော်လေးကိုကျွန်တော်သဘောကျတယ်နောက်ပြီးတော့အဲ့ကျွန်တော်ကြိုက်တာကတော့ဒီ 9X ပေါ့နော် nice ကတကယ်ကို နိုင်ကြိုက်တယ် ကျွန်တော် nice ကတော့တော်တော်လေးကိုသဘောကျဖို့ကောင်းတယ်အဲ့ဒါလေးလည်းကြိုက်တယ်နောက်ပြီးတော့ဒီ009 all new 009တို့ launch လုပ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ကောင်လည်းတော်တော်လေးကိုသဘောကျတယ် MPV ထဲမှာဒါမကြခင်မှာလည်းမြန်မာနိုင်ငံမှာရပါသေးလို့လည်းကျွန်တော်တို့ညှော်လင့်ပါတယ်တောင်းဆိုနေတယ်ဟုတ်တယ်တောင်းဆိုနေဆိုတော့test ride နေပေါ့ test ride နေမှာတော့ကျွန်တော်တို့ကအဓိကကျွန်တော်ကတော့ဒီ Zika ကားလေးတွေပို့ပြီးတော့မောင်းဖြစ်တယ်ပေါ့နော်ဆိုတော့ nice ကတော့ကို personally ကြိုက်တာဆိုတော့ nice လေးမောင်းတယ်ပြီးတော့ 7X ကျွန်တော်တို့မြန်မာပြည်မှာမကြခင် escape ထုတ်မယ်လို့လည်းစဉ်းစားတွေ့ရတယ်ပေါ့နော်ဆိုတော့ချို့ market တွေမှာကျွန်တော် Indonesian market တွေမှာတော့ကျွန်တော်တို့ဒါ 7X ကမရသေးဘူးကျွန်တော် Philippines ကိုမေးကြည့်တော့သူတို့စီမှာ 7X မရသေးဘူးမြန်မာနိုင်ငံမှာကျွန်တော် ES2 ကမရသေးဘူးလို့သိရတယ်သူတို့နိုင်ငံမှာတော့ ES2 ကပေါက်တယ်တဲ့ 7X တွေသူတို့အရင်သဘောကျတယ်ပေါ့လို့သူတို့ 7X ကိုသူတို့လည်းမျှော်နေတာပေါ့နော်ဆိုတော့ကျွန်တော်ကြွားခဲ့တယ်ငါတို့ကတော့ဒီမှာကြားနေတော့မျိုးကြ 7X ကအဲ့လိုငါတို့စီမှာ escape ထုတ်တော့မှပြောခဲ့တယ်ဆိုတော့ 7X ဟုတ်လက်စုပြီးကြားတယ်ဒီကားလေ သူ့ရဲ့ signature ပဲ signature ပဲဆိုတော့အဲ့ဒါကို 7X ကိုတန်းနေကြတော့နော်တယောက်တစ်လဲစီနော်ဟိုတကုံအကျန်းမောင်းခဲ့တာပေါ့နော်ဆိုတော့ကိုတက်မောင်းတာတော့ကျွန်တော်ပို့ဖြုတ်ခဲ့တာကိုတက်မောင်းတာတော့ကျွန်တော်ပို့ဖြုတ်ခဲ့တာအလားဖြုတ်ခဲ့တာတော်တော်လေးကိုဘယ်လိုပြောရမလဲreliable ဖြစ်ဖို့ကောင်းပါတယ် reliable ဖြစ်တယ်ပေါ့နော်ဆိုတော့ဘာလို့ဆိုတော့ဒီ sharp turn တွေမှာ꿰တဲ့ဟာတွေရောနောက်ပြီးတော့ဒီ body roll တွေရောဆိုတော့တော်တော်လေးကိုမှဟိုစိတ်ကျင်တဲ့ဖို့ကောင်းတယ်တကယ်တမ်းဒီ performance ကြိုက်တဲ့သူတွေဆိုလို့ရှိရင်အကြိုက်နှစ်သက်ပါလိမ့်မယ်သူကတော့ဒီ performance ဘိုင်းရောအတွင်းမှာဒီ great material luxury ဖြစ်မှုဘိုင်းရောပါတာ balance လုပ်ထားတဲ့ကားတစ်စီးပေါ့ day to day မှာကျွန်တော်တို့တုံးလို့တော်တော်လေးကိုကောင်းမဲ့ကားတစ်စီးလို့ကျွန်တော်မြင်ပါတယ်ဟုတ်အခုတချို့အောင်ကိုယ့်ရဲ့ဒီ Geely နဲ့ Zika test ride လုပ်ခဲ့တဲ့ experience လေးကိုကိုယ့်ရဲ့အမြင်လေးတွေအတွေ့အကြုံလေးတွေမျှဝေပေးပါအောင်ကိုကျွန်တော်ကတော့ test ride နေ့မှာဒီကားကကျွန်တော် Zika ကိုမောင်းပြသွားတယ်ပေါ့နော် Geely ကားကအဲ့မှာနည်းနည်းလေးကျွန်တော်တို့ကဒီ group တွေနဲ့အလှည့်ကြမောင်းရတာဆိုတော့ကျွန်တော်အချိန်သိမ့်မရတယ်ပါတယ်ပေါ့နော်အဲ့နဲ့ကျွန်တော်ဟိုဘာမောင်းပြသွားလဲဆိုတော့ Zika 9X ကိုဒီကစာမောင်းပြသွားတယ်ပေါ့နော်အဲ့ဒီမှာက तू ကဒီ test ride area မှာ तू ကနှစ်မျိုးမောင်းခိုင်းထားတယ်တစ်ခါတစ်ခုကကြတော့ကျွန်တော် speed test နဲ့နောက်တစ်ခုကကြတော့ဂျင်ဟန်လာပေါ့နော်အဲ့ဒါကိုနှစ်ခု तू က test ride ကိုဒီကစမ်းခိုင်းတယ်ပေါ့နော်ဒါပေမဲ့ तू ကဒီကာလာတို့ဒီ test ride ကွင်းလေးထဲမှာပဲစမ်းခိုင်းတာဖြစ်တဲ့တော့ကျွန်တော်တို့က 100% performance ကိုတော့သိနိုင်မှာမဟုတ်ဘူးသိနိုင်မှာမဟုတ်ဆိုတော့ဒါပေမဲ့ तू ကဘာလဲဆိုတော့ test ride လုပ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ traffic ကုန်လေးတွေနဲ့ तू marking ရာလေးတွေရှိတယ်
ဘယ်အချိန်မှာဘယ်လောက်မောင်းလိုက်ကျွန်တော်တို့ဒီ lever ကို kit down နင်းလိုက်တဲ့ဆိုလို့ရှိရင် speed ဘယ်လောက်သွားပြီးတဲ့ခါကျတော့မှဘယ်အချိန်မှာကျွန်တော်တို့ဒီကားကိုပေါ့နော်အကွေးအကောက်တွေလှုပ်လိုက်ဆိုတဲ့ခါမှာသူအဓိကဘာလဲဆိုတော့သူ့ရဲ့ကားရဲ့ weight က balancing နဲ့ handling ဘိုင်းကိုသူကအဓိကသွားစီခြင်းတဲ့ပုံစံမှာရှိတယ်ပေါ့နော်အဲ့ဒီအချိန်မှာဒီကားကဒီ speed နဲ့ဆိုလို့ရှိရင်အစွဲအယုံရောပါရဲ့လားကျွန်တော်တို့အခုဒီတချို့နေရာတွေမှာဆိုလို့ရှိရင်ကျွန်တော်ရုပ်ပြပွေးလိုက်ရတာမျိုးလေးတွေရှိတယ်အဲ့ဒီအချိန်မျိုးမှာဆိုလို့ရှိရင်ဒီကားကဘယ်လိုအနေထားရှိလဲဆိုတော့သူတို့အဓိကပေါ့နော်ဒီ key ဒီ short cycle အတွင်းလေးထဲမှာပဲစမ်းသပ်ခိုင်းတဲ့အနေအထားလေးမှာရှိတယ်ဒါပေမဲ့အခုကျွန်တော်တို့ test ride လုပ်တဲ့ကားတွေအကုန်လုံးကတော့တကယ်ကိုအများကြီးပြောစရာမလိုတဲ့ကားတွေဆိုတော့အခုသူတို့ test ride တွေအကုန်လုံးကတော့ဟိုဘယ်လိုပြောမလဲလောလောကျွတ်ကျွတ် pass ဖြစ်တယ်အကုန်လုံး AC သေးပဲရှိတယ်ဆိုတာဖြစ်တဲ့အတွက်ဒီကားကတော့ဒီ test ride မှာဆိုရင်တော်တော်လေးမောင်းလို့ကောင်းတယ်ကျွန်တော်တော့ nice ကိုတော့တော်တော်လေးကြိုက်တယ် ကိုရောဟို ကျွန်တော်မောင်းလာတာက 7x ရ 9x ရပေါ့နော် 9x ကတော့အဲ့နေရာနှမျိုးရှိတာပေါ့ speed test နဲ့ gym ကနာနှမျိုးရှိတယ်ဆို 9x ဆို speed test မှာဆန်းတယ်တော့ဒီ x ကကြီးပြောရင်ကြီးရွယ်လေကြီးရွယ် weight ကလည်းတော်တော်လေးပါတယ်ဆိုတော့ battery ရော engine ရောဆိုတော့အဲ့ကကြီးကကျွန်တော်မောင်းတာ dual motor version ဆိုတော့မြင်းဝေကိုရှေ့ရလားမ dual motor ကျွန်တော်တို့ဟို triple tri motor version မှာထောင်ကျော်อ่ะမြင်းဝေထောင်အကောင်ထောင်ဟုတ်တယ်1300ကျော်တယ်ယူရဟုတ်တယ် ဒီပဲဒီတိုင်းရှေ့ရတော့ ဟုတ်တယ်ဆိုတော့အဲ့ဒါကြီးကပြ0 to 100ကို4စက္ကန့်နဲ့ရောက်ဆိုတော့ တော့ကားကြီးကို ပြီးတော့အမှကြိုက်သွားတာဟုတ်တယ်အမှကြိုက်သွားတာဆိုနင်းလိုက်ရင်သူကမစောင့်ပါဘူးအဲ့မစောင့်မဲနဲ့ဟို4စက္ကန့်နဲ့ရောက်တာ ပြီးတော့မှ မစောင့်မဲနဲ့4စက္ကန့်နဲ့ရောက်တာပေါ့နော်ဟိုကျွန်တော် Zika X မှာလည်းသူက4စက္ကန့်ပဲဒါပေမဲ့သူကစောင့်ထွက်တာတုံးပို့ပြီးတော့ site ကြောင်လည်းဖြစ်မယ်ချင်း ဟိုကဝိတ်ရ စောင့်ထုတ်ဘူး ဝိတ်ရသူရဲ့ suspension ဟိုကကျတော့ S suspension နဲ့ပါရတာ ဟိုအဲ့လိုကြီးပေါ့နော်အဲ့ကကြီးအဲ့လောက်ဆိုတော့ပြောရင်တော့ခုနကပြောလို့ပဲ Zika အကုန်လုံး performance ကားအဲ့ကောင်နဲ့ပြောရင်တော့ Zika ဆိုတာဒီ Geely နဲ့ Zika မှာ Zika ဈေးမြတယ် Zika ဈေးမြ performance ကလည်းသွားတယ်ဆိုတော့နည်းနည်းဟို economic ပိုဖြစ်တယ်တကယ်ဟိုလက်တွေ့မှာပို့ပြီးတော့ဟိုတကယ်သုံးလို့ကောင်းတာတွေကတော့ Galaxy တွေပေါ့နော် Geely တွေပါအဲ့ Zika ကြောင့်ဒီကောင်ပတ်စံနည်းနည်းပို့ပြီးလိုက် luxury ပို့ဖြစ်တယ် performance ကတော့တကယ်ဟိုကြိုက်တဲ့ brand လာခဲ့ပေါ့နော်ရှင်လို့ရတယ်ဆိုတော့အဲ့လိုကြီးဖြစ်သွားပြီဆိုတော့ဟို speed test ကြီးကတော့အဲ့လိုကြီးပေါ့နော်အဲ့ကအလေးကြီးက4စက္ကန့်နဲ့ရောက်တယ်ဆိုတော့ပြီးတော့အဲ့ဒီဘက်ကိုပြန်မောင်းလာတော့သူကအဲ့လိုဘယ်ဟိုချက်ချင်းချိုးကြီးညောက်ချက်ချင်းပြန်ချိုးခိုင်းသေးတယ်ဆိုတော့အဲ့မှာလည်းသူကဟိုမချော်ထွက်သွားဘူးပေါ့နော်ဟိုဘယ်လိုပြောမလဲ speed နဲ့ပဲကိုချတာဆိုတော့ဆိုတော့ဒီကောင် luxury ဖြစ်တယ်မိုက်တွေပေါ့ full size ကြီးဒါပေမဲ့အဲ့ဟိုဘက် gym gunner 7x တော့မောင်းတော့ဟိုအဖြောင်းအမှတော့အဖြောင်းမရှိတော့ဟာအမှအကွေတွေကြီးပဲအရေးလဲကွေတော့အမှအဲ့ 7x ဆိုတာတကယ်တော့ပြောရင်ကျွန်တော်မောင်းခဲ့တာအဲ့ 7x လဲ dual motor version ပဲငင်းကောင်ကြီးက630ထင်တယ်630ဆိုတော့တော့မောင်းတော့မိုက်တယ်ဗျာသူ dual motor version နဲ့ single motor version မှာတော့ suspension ကွာမယ်ထင်တယ်သူ handling မှာတော်တော်ကြီးကောင်းတာဗျာ agility လေးဖြစ်တယ်အရန်တွတ်တယ်ဗျာအဲ့ဒါတော့ mid-size SUV နော်ဟိုလိုအသေးမဟုတ်သေးဘူးသူကဘယ်လို handling ကကောင်းတယ်7x ဆိုအမှတေချာမောင်းလိုက်ရတော့နည်းနည်းပူကြိုက်သွားကျွန်တော် 9x တော့ 7x မောင်းရတာပူကြိုက်တယ်ကျွန်တော်ဇင်ခဲမီစီးပဲလူမဟုတ်လေကျွန်တော်မောင်းမဲ့လူဇင်ခဲမီစီးမဲ့လူဆိုရင်တော့ 9x ပိုကောင်းတော့ဒါကတော့ပြောစရာမလိုပါဘူးဆိုတော့အဲ့မှာ 7x ကိုကျွန်တော်တော်တော်အဲ့မှာကြိုက်သွားပါတော့ကျွန်တော်ကတော့အဲ့လိုမျိုး